ကြာပြီလားအခုကြာပြီလားဟယ်လိုလာချက်လို့ရပြီသူ့နဲ့ချက်ပြီးမယ်10 မိနစ်ကို3တာနော်10 မိနစ်ဟုတ်တယ်မုံရွာလေးအတန်တိုးထားလို့လေအတန်တိုးထားလို့ပါမရဘူးနော်မှုံမိလားဆိုဘာတူလဲအခုချက်မယ်ဆိုလာဟိုင်းပြီးပါရှင်တယ်လီဂရမ်မှာတရားလာဟိုင်းလိုက်တယ်လီဂရမ်မှာတရားလာဟိုင်းလိုက်ပါအော်ကိုကြီးရဲ့သမီးကြောင့်နဲ့ချင်းမိဝါတာလားတနာတော့တနာဝိုင်းကိုကြီးကသမီးကိုမှမဆောက်နိုင်သမီးကိုမှမဆောက်ပတ်ပဲ你我ဆောက်ပဲ你看我们不是ဆောက်ပဲဒီမှာကတော့ဆောက်ပဲကိုလာချက်လေအခုလာချက်အောင်ကိုလာချက်အောင်ညီမလေးမဟုတ်ဘူးနော်အဲ့ဒါဆိုရင်မှားနေရနော်အဲ့ဆိုမှားနေရနော်ညီမဒီဘဒူးမှာ Telegram မှာမဘလော့ပါဘူးမဘလော့ဘူးညီမဒီအမှန်ကန်ချက်ပေးပါတယ်အဲ့ဆိုလူမှားနေတာလားအခုရဲ့ Telegram နံပါတ်ပို့လိုက်ညီမတကယ်ဘလော့လားမဘလော့လားကိုပြန်ကြည့်ပေးမယ်နော်ပတ်စံတွဲလိုက်သေးလားအခုပတ်စံတွဲလိုက်သေးလားအခုပတ်စံတွဲလိုက်သေးလားညီမသိချင်တာအခုပတ်စံတွဲလိုက်သေးလားအဲ့ကိစ္စအဲ့ဒါဆိုရင်မှားနေပြီနော်ပေးနာမည်ပါလဲပေးနာမည်ခဏလေးအဲ့ကိစ္စရှင်းအောင်နော် Telegram နံပါတ်လာလိုက်နော်အဲ့ဒါဆိုရင်မှာလို့နော်ညီမကအဲ့လိုဟုတ်ခလေးခဏအဲ့ဒါညီမကဘာနဲ့တက်ဆိုင်တဲ့ကိစ္စဖြစ်တော့အကိုတို့ပြောပြနေအဲ့ဒါကိုအတန်းရတယ်နော်ချင်လာနော်အဲ့ဒါဆိုမှားပါနော်အဲ့ဒါဆိုမှားပါပြီအကိုတို့ပြောမယ်ညီမဒီ KP နာမည်ကိုချောဆိုတဲ့နာမည်ပါတဲ့ဗီဒီယိုပဲသုံးပါတယ်အရှိဆုံးမှာချောဆိုတဲ့နာမည်ပါတယ်နော်အရှိကနေ9680နဲ့စတဲ့ဖုန်းနံပါတ်ပဲသုံးပါတယ်ဒီအပေါ်မှာချက်နေကြကိုစီရလို့ပါလို့ဆိုညီမရဲ့ customer တွေကိုမေးကြည့်လိုက်ညီမဒီဘဒုကမှလိမ်လည်းမလိမ်ဘူးပတ်စံလေး3000နဲ့လည်းဘာမဖြစ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးတွေခံရမှာဆိုလို့ညီမဒီ Telegram user လေးနဲ့ညီမရဲ့Vivo user လေးကိုတခါလေးရောပြီးတော့MMKK 2325ဆိုတော့ညီမရဲ့ user လေးတွေတခါလေးညီမရေးပြီးတင်ပေးထားပါတယ်နော်ဟုတ်ပြီလားမနောက်နေငါစိတ်တုံနေရတယ်ရှင်တို့အခုရဲ့ Telegram user လေးညီမကိုပို့လိုက်နော်ညီမဒီပို့လာဘလို့လာပြောညီမနဲ့ချက်ကြအကူကြီးအဲ့အပေါ်ကူကြီးအကုန်လုံးချက်ဘူးတဲ့အကူကြီးပဲနော်ညီမလက်ထဲမှာအဲ့အလိမ်မတယောက်ကအများတိုင်းထားနေစောင့်နေတာတိလားပို့လိုက်နော်ညီမအခုဒီဘက်ကောက်ကနေခိုင်းလိုက်မယ်ဒီဘက်ဖုန်းကနေခိုင်းလိုက်မယ်ချက်နေကြအကူကြီးဆိုညီမကိုအကုန်သိရတိလားညီမလေးချက်ဘူးတဲ့အကူကြီးပလင်ကအကုန်ချက်ပေးတာနောက်ပြီးဂျားအကုန်လုံးပို့လိုက်နော်ဟိုင်းညီမအခုဟိုင်းလိုက်မယ်ပို့လိုက်အဲ့လိုက်ထဲမှာတွေကဘလော့ချင်းအခုလိုက်မှာတော့ရှင်ကျမကိုမမြင်ရအောင်တိလားဟိုင်းလိုက်ပြီ
ညီမဒီ3လောက်မို့အနည်းဆုံးပဲချက်ပေးတာ KB နာမည်ပဲအီအောင်လာပါအဲ့ကောင်ပို့လိုက်နော်ညီမအခုဟလာဟိုင်းလိုက်မယ်အဲ့ဒါမှညီမရဲ့အစ်စ်ပဲဒါမဲ့ user Telegram user နဲ့ကို mmkk 230255ဆိုပြီးတော့အနောက်ကနေ9လုံးထပ်တင်ထားတဲ့ကောင်မတစ်ကောင်ရှိတယ်မိကိုပါဆိုပြီးအဲ့ဒါညီမမဟုတ်ဘူးနော်ချိုးပြောထားတာနော်ဒီမှာလိမ့်တာမကြည့် mmkk 230255ဒီဘက်ညီမအကောက်ကိုကြောက်ဘလော့ထားတယ်တူညီမဟိုဘက်ကောက်ကနေပြန်ရှာပြမယ်ညီမအကောက်စကနေရှာပြီးပို့ပေးမယ်ပိန်ကြီးပပလေးနဲ့ကောင်မလေးတော့ပုံတင်ထားတယ်ဟုတ်လားမဟုတ်လားတော့မသိဘူးခဏလေးတော့သူ့ရဲ့ KB နဲ့မောင်ညီမပြောပါအောင်မယ်ကိုစားကြီးဘာမှလည်းချက်ဘူးရဲ့ကိုကြီးမအဲ့ဒီကိုကြီးကညီမနဲ့ချက်နေကြဟဲတဲ့ကိုကြီးရဲ့မလေးအကောင့်နောက်တစ်ခုထပ်ဖွင့်ထားတာလားတဲ့ဘာဖြစ်လို့လဲနေရတယ်ငါနောက်တစ်ခေါက်ထပ်ဖွင့်ထားရဲဆိုလို့လေနင်းတင်းရတဲ့လိုင်းနဲ့ဟုတ်လား KB နဲ့မယ်သူတွားစုံစမ်းပေးတာချက်နေကြအကိုကြီးဒါတင်းရတဲ့လိုင်းနဲ့ဟိုင်းမှာဟုတ်လားတင်းရတဲ့လိုင်းဆိုတဲ့နာမည်နဲ့လားဟုတ်လားသိရင်လားဟုတ်လားချက်ဘူးတဲ့အကူကညီမကိုအဲ့တွေ့လို့လေလာပြောတာနေအကောင့်နောက်တစ်ခုထပ်ဖွင့်ထားတာလားတဲ့ဆိုမဟုတ်ဘူးလို့မဖွင့်ထားဘူးလို့ညီမနှစ်ကောက်ပဲရှိတယ်သိလားနော်ပြီးတော့ तू ကညီမတို့ချက်နေကြအကိုတွေချက်နေကြလူတွေကြားထဲမှာ तू ဝင်နေပြီးတော့အခုအကိုတို့ကညီမမှန်ထဲမှာချက်မယ်လာဟိုင်းပေးပါညီမရေဟိုင်းထားတယ်ပါညာဆိုပြီးတော့လေအဲ့လိုမျိုးဘာဖြစ်တာအခုညီမအကောင့်စစ်ကနေအကိုဟိုင်းလိုက်မယ်နော်ဒီနောင်လေဒီမှာညီမဘယ်လိုမှမဘလို့နော်ဟိုင်းလိုက်ပြီးကြည့်လိုက်အဲ့ညီမအကောင့်ပဲဟယ်လိုအကိုကြီးကညီမလေးအကိုကြီးပြောသလိုတော့တိတ်အဆင်မပြေဘူးကိုကြီးရယ်ဟိုစားမပြန်တာမဟုတ်ဘူးနော်မနေ့ဆိုရင်မနိုးလို့နော်မနေ့ဆိုရင်မနိုးလို့ဟုတ်တယ်ဒါညီမအကောင့်အစ်ဟုတ်တယ်အကိုအဲ့ညီမအကောင့်စစ်ပါပြီးအောင်ချိန်ဈေးများပါမယ်နော်ပြီးရင် KB နာမည်ကချောဆိုပြီးပါတယ်ဟာ KB တွေဝေးတွေပြီးနော် CB ပေးတွေပါတယ်အကုန်လုံးကအရှိမချောဆိုပြီးနာမည်တပါတယ်နော်ချက်နေကြအကိုတွေဆိုညီမ KB နာမည်ကိုမှတ်လက်မှတ်မိတယ်ညီမ KB ကနာမည်ကဆက်ဆက်လေးဝေးတွေ KB တွေဟုတ်တယ်ချက်ဘူးတယ်ထင်တယ်ကိုလည်းညီမချက်ဘူးလားမသိဘူးနောက်ပြီးမီကိုဆိုတဲ့အကောင့်တစ်ခုကလည်းညီမဟာပဲအဲ့ဒီအကောင့်ကရက်30ဘန်းခံထားရတာရက်30ဘန်းခံထားရတာအခုချိန်ညီမ